ကျေးဇူးပြုပြီးကျမကိုရှင်နဲ့အတူအိတ်ခွင့်ပြုပါလားဘလို့လဲမင်းမာရီလာပြောနေတာလေကျမကိုတင်တောင်းစရာမလိုပါဘူးစားစရာပဲပေးမယ်ဆိုရင်ရပါပြီညီမလေးဒီလိုစကားမျိုးကိုလွယ်လွယ်နဲ့မပြောရဘူးလေမင်းအသက်ဘယ်လောက်ရှိပြီလဲမင်းရဲ့မိသားစုကောအိမ်ကလူတွေနဲ့ရန်ဖြစ်ပြီးထွက်ပြေးလာတာလားကျမအသက်18နှစ်ရှိပါပြီအိမ်မှာဘယ်သူမှကျမကိုမချစ်ကြဘူးကျမမျိုးရိုးကစူးပါရှောင်းခေါ်ဆိုတဲ့နာမည်ကတော့ကျမဘာသာကျမပေးထားတာကျမကလိန်လည်လက်ဖျားမဲ့သူမဟုတ်ပါဘူးမင်းတို့မိသားစုစီကနေအလကားလာပြီးအခွင့်ကောင်းယူမဲ့သူလည်းမဟုတ်ပါဘူးအဝတ်လျှော်တာဟင်းချက်တာပကံစေးတာနဲ့ဟင်းသီးဟင်းရွက်တွေပြင်ဆင်တာတွေကိုကျမလုပ်တတ်ပါတယ်ကျမ်းပြင်ပေါ်မှာပဲအိတ်ခိုင်းလဲရပါတယ်စားတာကိုလည်းလျှော့စားပါမယ်ဒီညတညပဲတရားအောက်မှာပြန်မအိတ်ချင်တော့လို့ပါငါတို့မိသားစုကအရန်ဆင်းရဲတယ်မင်းလဲငါတို့အကြောင်းကြားဘူးမှာပေါ့တင်တောင်းတွေလည်းငါတို့မတက်နိုင်ဘူးအိမ်ထဲကိုဆိုရင်လည်းလေတွေပဲတိုးဝင်နေတာငါနဲ့အတူနေရင်မင်းကောင်းကောင်းမွန်မွန်နေရမှာမဟုတ်ဘူးဒုက္ခတွေပဲအတူတူခံစားရလိမ့်မယ်ကျမဒုက္ခတွေကိုမကြောက်ပါဘူးတခုတည်းသောတောင်းဆိုချင်တာကဘယ်သူမှကျမကိုပူပူနွေးနွေးထမင်းတပန်းကန်မပေးဘဲမနေဖို့ရဲ့မနှက်ဖြန်မှာနိုးမလာတော့မဲ့အဖြစ်မျိုးမကြုံရဖို့ပါပဲအားကိုခွင့်ပြုပါကျမကိုမင်းရဲ့ဇနီးဖြစ်သတ်မှတ်ပေးပါတင်တောင်းခြင်းမလိုပါဘူးစားစရာပဲပေးပါကောင်းပြီလေတကယ်ပဲလက်ခံလိုက်တာလားတကယ်လို့ငါမိဘတွေကမင်းကိုအိမ်မှာမထားချင်ဘူးဆိုရင်ငါကပဲမင်းကိုခေါ်ပြီးသူတို့ကိုတေချာပြောပြပေးမယ်ငါတို့ကဆင်းရဲလို့လူတွေကငါ့ကိုလှောင်ပြောင်ခြင်းလဲလှောင်ကြပါစေဒါပေမဲ့မင်းကိုငက်ပြက်ပြီးတေဆုံးသွားအောင်တော့ငါအဖြစ်မခံနိုင်ဘူးရှုလန်ပဲမှာလဲထွက်လာပြီးဒါကိုကြည့်ပါဦးမင်းသားကပူရင်းနဲ့လက်မထက်နိုင်တာနဲ့ပဲလမ်းဘေးကတောသူတယောက်ကိုအိမ်ခေါ်လာတယ်အေးစားစရာလေးပေးုံနဲ့အတူတူလိုက်နေမယ်လို့ပြောတဲ့ဒါနဲ့နေပါဦးနင်တို့အားလုံးကငါအိမ်ရှိမှာဘာလာလုပ်နေကြတာလဲလုံးစရာတခြားလုံးမရှိကြဘူးလားအဲ့ဒီကောင်မလေးကဘလောက်ပဲတနာစရာကောင်းကောင်းလေးစားမှုနဲ့တော့ထိုက်တန်ပါတယ်သူမကိုဒီမှာလာပြီးကဲရဲ့ဝေဖန်ဖို့မင်းတို့မှာခွင့်ရေးမရှိဘူးပြီးတော့မင်းလည်းပဲခြံလျှောက်တီငါအိမ်ရှိမှာလာပြီးဟောက်မနေနဲ့ငါတို့မိသားစုကစင်းရဲရင်စင်းရဲမယ်ဒါပေမဲ့ငါတို့ကိစ္စကိုဘသူ့ကိုမှဆုံးဖြတ်ခွင့်မပေးနိုင်ဘူးငါကနင်အကျိုးအတွက်စေတနာနဲ့ပြောတာကိုဘဲကမှန်းမသိတဲ့သူကိုအိမ်ထဲရှောက်မခေါ်သွင်းနဲ့အခုတော့နင်တို့ကိုတတိပေးပြီးတော့သွားကြတော့ငါတို့အိမ်ကတေးသေးလေးမလို့ဒီလောက်အတင်းပြောချင်တဲ့လူတွေကိုမဆန့်ဘူးမေမေသူ့နာမည်ကစူးရှောင်ခေါ်တဲ့သူမစားရတာရက်တော်ကြပြီးစောစောကအပြင်မှာတင်တတိလေးလဲကြတော့မလို့သားမှာတခြားရွယ်ချက်မရှိပါဘူးသူ့ကိုတခုခုကြွေးကျင်လို့ခေါ်လာတာပါတခုခုကြွေးမယ်ဟုတ်လားပြောရတာတော်တော်လွယ်တာပဲစံအိတ်ကလည်းပြောင်းတော့မယ်နင်းအဖေနဲ့ငါကအပင်ပန်းခံလောက်ကင်စားတော့နေရတာတော့ကြောင်မီးသွေးဝယ်ဖို့ပတ်စံမနှဲရှာနေရတာအခုနင်းကအပြင်တစ်ခေါက်ထွက်သွားပြီးစားမယ်ပါစက်နောက်တစ်ပေါက်တိုးလာအောင်ခေါ်လာတယ်ပေါ့လေအန်တီကျမအလကားမစားပါဘူးအန်တီခိုင်းသမျှအကုန်လုပ်ပါမယ်တစ်တာတွေတဲတာပကံစေးတာနဲ့ဟင်းချက်တာတွေလုပ်နိုင်ပါတယ်စားစရာလေးနည်းနည်းပဲလိုချင်တာပါတကယ်ကိုကြိုးကြိုးစားစားလုပ်ပေးပါမယ်ပါစက်နဲ့ပြောရတာတော့လွယ်တာပေါ့ဘယ်ကနေရောက်လာမှန်းလည်းမသိရဘူးအပြင်မှာလည်းရှုပ်ရှုပ်ထွေးထွေးတွေဖြစ်နေတာမင်းမှာတခုခုပြဿနာပတ်သက်လာတာမျိုးရှိနေရင်နောက်ဆုံးငါတို့မိသားစုပဲခံရလိမ့်မယ်အရင်ဆုံးလက်သွားဆေးလိုက်ဦးပြီးတော့တကားဝမှာအေးမခံနေနဲ့ငါတို့ကစင်းရဲပေမဲ့တကားဝမှာခေါင်းကုန်ပြီးထမင်းစားရလောက်အောင်ထိတော့မဖြစ်စေရဘူးမေမေအဲ့ဒီမမကတနာစရာကြီးနော်နင်ကဘာသိလို့လဲကလေးမလေးရဲ့စားစရာကိုတော့မျှဝေပေးလို့ရပါတယ်ဒါပေမဲ့တွေးသမျှလူတိုင်းကိုအိမ်ထဲခေါ်ထားလို့မဖြစ်ဘူးလေဒီနေ့တော့တယောက်ခွင့်ပြုလိုက်ပြီးမနှက်ပြန်ကြလမ်းမပေါ်ကလူတွေအကုန်ရောက်လာကြတော့မှလားအရင်ဆုံးတစ်ခုခုစားလိုက်ဦးမနေစေနဲ့ဦးနင်ဦးလေးပြန်လာရင်တော့စားစရာကြမ်းမကြမ်းကြည့်ရသေးတာပေါ့စားစရာအများကြီးတော့မရှိဘူးဒါပေမဲ့ပူပူနွေးနွေးလေးတော့စားလို့ရပါတယ်နင်ကတော့အေးအေးဆေးဆေးနေနိုင်တာပဲပြန်လာတာနဲ့မိဖို့မိညိဖို့ပဲစဉ်းစားနေတယ်ကြည်စံဒီနေ့နင်သားဘာလုပ်ထားလဲဆိုတာမင်းကလေးတယောက်ကိုအိမ်ခေါ်လာတာတော့ဘာမှမမေးမြန်းဘူးဦးလေးကျမပေါက်စီတစ်လုံးစားပြီးပါပြီဦးလေးတို့သာဟင်းတွေကိုစားကြပါရှင်ပေါက်စီကပေါက်စီပဲဟင်းကဟင်းပဲဘိုင်ဟောင်းလောင်းနဲ့တော့အလုပ်ဖြစ်မှာမဟုတ်ဘူးငါပဲပြားကိတ်ကိုမကြိုက်ဘူးဒါနဲ့အတွက်ကလေးမမင်းညကတော့စားကျင်လို့လူနေပြီးတော့အခုကြမှမကြိုက်ဘူးဖြစ်သွားပြန်ပြီလားဒီနေ့တော့မကြိုက်တော့ဘူးလေအဖေနဲ့အမေဒါသူ့ကိုခိတခဏစိတ်ကူးပေါက်လို့ခေါ်ထားတာမဟုတ်ပါဘူးသေချာစဉ်းစားပြီးပါပြီသားကအထူးကြုံထက်မြက်တဲ့သူမဟုတ်ပေမဲ့သူ့ကိုသားကိုယ်တိုင်ခေါ်လာတာပါသူ့ကိုတရားအောက်စီပြန်မလွတ်နိုင်တော့ဘူးနင်းသေချာစဉ်းစားထားတယ်ဆိုတာကဘာလဲဒီနေ့ပဲတင်တောင်းချေရွံ6800မပေးနိုင်လို့သူတို့ကနင့်ကိုအဆက်ခွဲလိုက်ကြတယ်အခုကျတော့မိသားစုမရှိတဲ့သစိမ်းတယောက်ကိုအိမ်မှာတင်ထားခြင်းနေပေါ့လေအမေသားသိပါတယ်ဒါပေမဲ့သူကဒုက္ခတွေကိုသားနဲ့အတူတူဖြတ်ကျော်ဖို့ခွင့်ရေးတစ်ခုပဲတောင်းဆိုနေတာပါသားသူ့ကိုကာကွယ်ပေးခြင်းပါတယ်သမီးတေချာစဉ်းစားအောင်နော်ငါတို့အိမ်မှာအလုပ်တွေအများကြီးရှိတယ်ပြီးတော့အများတန်းလဲကောင်းကောင်းစားရတာမဟုတ်ဘူးအိမ်ထဲကိုလေတွေပဲတိုးဝင်နေတာဘယ်သူမှမင်းကိုကောင်းမွန်တဲ့ဘဝတစ်ခုမပေးနိုင်ဘူးဦးလေးကျမကတက်တောင့်တက်တာရှိတဲ့ဘဝကိုရှာဖွေနေတာမဟုတ်ပါဘူးကျမနာမည်ရှောင်ခေါ်ပါအမြင့်တွေနေထိုင်စရာနေရာလေးတစ်ခုရှိရင်တင်ကျမအသက်ရှင်နိုင်ပါတယ်ဒါဆိုရင်လေလောလောဆယ်ဒီမှာပဲနေလိုက်အောင်ဖြည်းဖြည်းစားတီးသွားလိမ့်မယ်မင်းနေမကောင်းဖြစ်ရင်မင်းကိုဆေးရုံပြဖို့ငါတို့မှာပတ်စံမရှိဘူးအခန်းကတော့ဒီလောက်ပဲချင်းချင်းလေးရှိတယ်ဒီညတော့ညီမလေးနဲ့အတူတူထဲမှာအိတ်လိုက်ပေါ့ဆောင်ကတော့ပါပါလေးပဲညကြရင်ဆောင်ကိုမကန်ထုတ်နဲ့အောင်နေမကောင်းဖြစ်ရင်ပတ်စံကုန်လိမ့်မယ်အန်တီမဟုတ်တာ
ကျမကျမ်းပြင်ပေါ်မှာပဲအိတ်လို့ရပါတယ်ရောက်ချင်းအန်တီတို့ရဲ့အိတ်ရာကိုမလူချင်ပါဘူးအဲ့ဒီမှာအိတ်လို့ပြောရင်အိတ်လိုက်စမ်းပါဒီခန္ဓာကိုယ်နဲ့ကျမ်းပြင်ပေါ်မှာအိတ်ပြီးရင်မနှက်ကြထနိုင်ပါဦးမလားအမဒီဆောင်ကညီမဟာပါဒီနေ့နေပူလန်းထားတာအရန်နှွေးတယ်တကယ်လို့ကြောက်ရင်ညီမဘေးနားမှာအိတ်လို့ရတယ်ကျေးဇူးပါပဲညီမလေးဒီဘက်ချမ်းမှာအိတ်တကားနဲ့ဝေးဝေးနေတကားကြားကနေလီတိုးတယ်ငါပဲတကားနားမှာအိတ်မယ်နင်ကတော့အမြဲတမ်းတမဟန်ဆောင်နေတာပဲမနှက်ကြရင်နင်စပိန်နေရအောင်မယ်ခြေထောက်တွေအေးခဲသွားရင်ပတ်စံဘသူရှာမလဲကြည့်ရသေးတာပေါ့ဆောင်ကိုတေးချချုံထားမအိတ်ခင်ဒီဆန်ပြုတ်ဝက်ချမ်းလေးတောက်လိုက်အောင်အလင်းစလိုမတောက်နဲ့ရှာချက်သွားရင်ငါတို့ကိုဒုက္ခပေးအောင်မယ်ခဏလောက်အိတ်ပြီးမှငါပြန်ထမယ်တက်တာတွေတဲတာနဲ့ဟင်းသီးဟင်းရွက်တွေပြင်ဆင်တာတွေကိုငါလုပ်နိုင်ပါတယ်ဘယ်သူမှမစိုးရိမ်စေရပါဘူးမနှက်ဖြန်မင်းကိုအလုပ်တွေအပြင်းထန်လုပ်ခိုင်းမယ်လို့ဘသူပြောလဲမျက်နှာကလည်းစက်ကူလိုဖြူဖြော့နေတာပဲအရင်ဆုံးအားပြေအောင်လုပ်အောင်အလုပ်တွေကတော့လုပ်စရာတွေအများကြီးပါတညလောက်အနားယူတာဘာမှမဖြစ်ပါဘူးအဖွားသမီးကိုတင်ပေးထားတဲ့ပညာရက်ကိုသမီးတကယ်မယောင်းချင်ပါဘူးမနှက်ဖြန်စံပြုတ်သေးကိုစံပိုထည့်လိုက်ပါအရင်ဆုံးအဲ့ဒီကောင်မလေးကိုစံပြုတ်တစ်ခွက်ပေးလိုက်ပါသူအရန်ပိန်ထီနေပြီးအစာမစားပဲအလုပ်လုပ်ရင်မူးလဲသွားလိမ့်မယ်မနှက်ဖြန်မီးဖို့ချောင်းမှာအယိုးတွေကြမ်းမကြမ်းသွားမေးကြည့်မယ်အဖွားသမီးဆုံးဖြတ်ပြီးပါပြီသမီးအလကားမစားချင်ပါဘူးဒီမိသားစုတွေကိုဘာမှအကျိုးမပြုပဲဝင်မလာချင်ပါဘူးဦးလေးသမီးဦးလေးနဲ့အတူမီးဖို့ချောင်းမှာအလုပ်လုပ်ဖို့လိုက်ခွင့်ပြုပါရေကညစ်ပတ်ပြီးအေးဆက်နေတာမင်းခံနိုင်ရရှိပါမလားကျမမအိတ်ချင်တော့ဘူးမနေ့ကလည်းအန်တီတို့ကျေးဇူးကြောင့်စားခဲ့ရတာဒီနေ့အထိအိတ်ရတဲ့လဲနေရင်စိတ်မအေးနိုင်လို့ပါဘလို့ဖြစ်လို့ဒီလောက်စောစောစီးစီးတမဟန်ဆောင်နေရတာလဲမျက်နာကစက်ကူလိုဖြူဖြော့နေတာကိုရေအေးတဲ့လက်နှစ်ချင်နေပေါ့လေအန်တီကျမလုံနိုင်ပါတယ်အရင်ကလည်းပကံတွေဆေးဘူးပါတယ်လက်သွက်ပါတယ်အလုံးလုံးမယ်ဆိုဘာလို့အဲ့ဒါကိုယူသွားမှလဲသမီးဒါကိုသမီးဘာသာတင်ထားခြင်းလို့ပါသပင်ကိုတေးသေးချာချာစီးထားမီးဖို့ကြောင့်ထဲမှာမီးခိုးတွေနဲ့စီပူတွေအများကြီးရှိတယ်အိုးရဲကိုသပင်ကျသွားရင်ငါတို့ဟင်းရီအိုးကုံလုံးကိုလျှော်ပေးရလိမ့်မယ်ကျေးဇူးတင်ပါတယ်အန်တီမြင်မြန်ပြန်လာခဲ့နော်စကားများမနေနဲ့မျက်လုံးတောင်တေချာမဖွင့်နိုင်ပဲနဲ့ချမ်းရင်ခဏလောက်နားလိုက်ဦးကိုအတင်းကျပ်မလုပ်ပါနဲ့ဘာမှမဖြစ်ပါဘူးဦးလေးကျမဆက်ပြီးစေးနိုင်ပါတယ်စောင်းအဲ့ဒီကောင်မလေးကမင်းရဲ့ဆွေမျိုးလားမိသားစုဝင်ပါပဲကောင်းပြီဒီနေ့မျိုးပေါ်ကဧည့်သည်တွေလာကြလိမ့်မယ်ပကံတွေအများကြီးရှိလိမ့်မယ်မင်းတို့နှစ်ယောက်လုံးလက်သွက်လုပ်ကြရှေးကဧည့်သည်တွေကအရန်ကြီးကြတတ်တာသူတို့ကမနှက်စာအတွက်ကောင်းမွန်တဲ့အချိုပွဲတွေကိုလိုချင်ကြတာငါတို့ကအမြဲတမ်းဒီဟင်းလျာသုံးမျိုးကိုပဲချပေးနေတော့သူတို့တွေတိတ်မကြိုက်ကြတော့ဘူးဆရာကြီးတွေကိုအနောက်တိုင်းအချိုပွဲတွေကိုနန်ချင်းလမ်းမပေါ်မှာပဲဝယ်လို့ရတာဒီစားတော့ဆိုင်မှာငါတို့ဘယ်လိုလုပ်ပြီးရနိုင်မှာလဲခစ်တွေကအရန်မြင်မြင်ပြောင်းလဲနေတာဧည့်သည်တွေရဲ့အကြိုက်ကလည်းလိုက်ပြောင်းနေတယ်ဒါကိုအရင်ဆုံးတင်ယူနိုင်တဲ့သူကဧည့်သည်တွေကိုဆွဲဆောင်နိုင်လိမ့်မယ်မင်းပါကိုကြည့်နေတာလဲဘာမှမဟုတ်ပါဘူးအနက်ကအရန်မွေးလို့ပါဒီကောင်မလေးကတော့တကယ်အစားကြီးမလေးပဲဆက်ဆေးလိုက်အောင်ပြီးသွားရင်စောင်းကမင်းကိုပူပူနွေးနွေးဟင်းရည်တစ်ခွက်ပေးလိုက်မယ်မင်းဒီမှာဘာလုပ်နေတာလဲဦးလေးကမင်းစီကိုစားစရာလာဖို့ခိုင်းလို့ပါမင်းအရန်ပင်ပန်းနေလို့ပူပူနွေးနွေးလေးစားလိုက်ပါဦးတဲ့မနက်ကမင်းဖေနဲ့အတူမီးဖို့ချောင်ကိုသွားခဲ့တာလားကျန်းကောဒါကတင်တောင်းချေးမပေးပဲခေါ်လာတဲ့မင်းရဲ့ဇနီးလေးလားမင်းစီကိုစားစရာတောင်လာဖို့ပေးသေးတယ်နော်ဟင်းလျာတွေအများကြီးရှိလို့ကူညီပေးနိုင်တာကိုကူညီပေးတာပါစကားမပြောခင်ပါဇက်ကိုအရင်ဆေးလိုက်အောင်ကောင်မလေးကိုလှောင်မနေနဲ့သူကဒီထိလာပြီးမင်းစီကိုစားစရာလာဖို့ပေးတာလေမင်းရဲ့မိမမဟုတ်ရင်ဘသူကဒီလိုလုပ်ပေးမှလဲမင်းလက်တွေညစ်ပတ်နေတယ်ဒီတိုင်းပဲစားလိုက်ဖုံတွေမဝင်အောင်လို့ပါအသေးဆက်ဆက်ဇနီးလေးကတကယ်ကိုဂယုစိုက်တတ်တာပဲဟင်းတွေကိုတောင်ခွန်ကျွေးနေသေးတယ်ကျန်းကောမင်းပါလို့အဲ့ဒီမှာဒီတိုင်းရက်နေတာလဲမင်းမိမကစားစရာကိုပါဇက်နာအထိယူလာပေးနေတာကိုပါဇက်ဟလိုက်လေသူတို့ပြောတာတွေကိုဂယုမဆိုင်နဲ့မင်းကောစားပြီးပြီလားပြန်ရောက်မှပဲစားပါမယ်အန်တီကအိမ်မှာတက်တာတွေစက်တယ်နေတော့မှလို့သွားကူညီရပါဦးမယ်မင်းလက်တွေအေးစက်နေတာပဲဆက်ပြီးမကင်နဲ့တော့ဒဏ်ရာတွေရပြီးနာကျင်လို့ငိုနေရအောင်မယ်ဘာမှမဖြစ်ပါဘူးဖြည်းဖြည်းချင်းတည်ပါမယ်ဘာကူမှနောက်ကျအောင်မလုပ်ပါဘူးဒီနေရာမှာတေချာတင်းတင်းကြပ်ကြပ်ပိတ်ရမယ်မဟုတ်ရင်စစ်ဆေးတဲ့အခါပတ်စံအဖြတ်ခံရလိမ့်မယ်ပျက်စီးသွားတဲ့တက်တာတိုင်းကအလိုလကားဖြစ်တာနဲ့အတူတူပဲသမီးမှတ်ထားပါမယ်မမကအရန်တော်တာပဲသမီးအမိထက်တောင်ပိုတော်သေးတယ်အလုပ်တွေပြီးပြီလားစကားပြောတာတော့တက်တယ်ငါတို့နားလာရှုံမနေနဲ့ဒါလေးလိမ့်လိုက်ဦးလက်တွေမပျက်စီးစေနဲ့မနှက်ထန်ကြရင်ပြန်သုံးရအောင်ပါအန်တီတာကိုအန်တီပဲသိမ်းထားလိုက်ပါငါကလိမ့်ခိုင်းရင်လိမ့်လိုက်စမ်းပါဘာလို့ဒီလောက်အငင်းတန်နေရတာလဲအမသမီးရေနွေးအိုးတယ်ထားတယ်လက်သွားဆေးလိုက်အောင်တကယ်ကိုလိမ္မာတဲ့ညီမလေးတယောက်ရှိတာပဲကျေးဇူးတင်ပါတယ်ကွယ်အဖေဒီနေ့အယိုးဟင်းရချက်ထားတယ်စားတော့ဆိုင်မှာဘယ်သူမှမစားချင်ကြလို့ယူလာတာဘယ်သူမှမစားချင်ဘူးဟုတ်လားမင်းလိုချင်လို့တနေ့